ဝေးလံတဲ့အနာဂတ်မှာစူပါမားကတ်တွေကကလေးတွေကိုကုန်ပစ္စည်းလိုရောင်းချပါတယ်။အနာဂတ်ကအမျိုးသမီးတွေဟာကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖို့မလိုပါဘူး။သူတို့ကြိုက်နှစ်သက်တဲ့ကလေးကိုစူပါမားကတ်မှာတွားရောက်ရွေးချယ်နိုင်ပါတယ်။ရွေးချယ်ဟာကလေးငယ်တစ်ယောက်ကိုသူမရဲ့ဈေးဝယ်လဲတဲ့ညင်တာစွာထည့်လိုက်ပါတယ်။ဒါပေမဲ့ငွေရှင်းပြီးထွက်ခါနီးမှာသူမရဲ့ခင်မုန်းကအသားမဲ့သူဖြစ်တာကိုရုတ်တရက်တတိယလိုက်ပါတယ်မလိုအပ်တဲ့ညှင်းခုန်မှုတွေရှောင်ရှားဖို့အတွက်ရေးချဲဟာနောက်ဆုံးမှာကိုယ်တိုင်မွေးဖွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သို့ပေမဲ့အနာဂတ်မှာကိုယ်တိုင်မွေးဖွားဖို့မလိုအပ်ပါဘူး။ဆရာဝန်တွေဟာဇနီးမောင်နှံရဲ့နာကိုထုတ်ယူပြီးကလေးငယ်ကိုမွေးမြူပေးနိုင်ပါတယ်။ဆရာဝန်ရဲ့အံ့ဩဖွယ်လုပ်ငန်းစဉ်ပြီးတဲ့နောက်သူတို့ဟာအသက်တစ်ချောင်းစတင်ဖြစ်ပေါ်လာတဲ့လုပ်ငန်းစဉ်ကိုစောင့်ကြည့်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတင်းငယ်တဲ့ဖားလောင်းလေးတစ်ကောင်ဟာအတားအဆီးကိုဖျက်ကျော်လိုက်တဲ့အခါသူတို့ဟာစိတ်လှုပ်ရှားစွာနဲ့ဖတ်လိုက်ကြပါတယ်။ဒါဟာအသက်တစ်ခုမကြခင်မွေးဖွားတော့မယ်ဆိုတဲ့အတိတ်ပဲပါသူတို့မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတော့မှာပဲ။ဆရာဝန်ကဘူးဘူးတမ်မော့စ်တစ်လုံးကိုတွန်းထုတ်ပေးလိုက်ပါတယ်။အဲ့ဒီအေးဆက်နေတဲ့ဘူးဘူးကိုကြည့်ပြီးဇနီးမောင်နှံကတုံ့လောက်သွားပေမဲ့နောက်ဆုံးတော့အဲ့ဒီထဲမှာသူတို့ရဲ့ကလေးငယ်ရှိနေတဲ့အတွက်လက်ခံလိုက်ကြပါတယ်။နောက်ဆက်တွဲရက်တွေမှာသူတို့ရဲ့ဘဝတွေကမပြောင်းလဲပါဘူး။သူတို့ဟာသူတို့ရဲ့ကလေးကိုအချိန်မရွေးအဝေးကနေကြည့်ရှုနိုင်ပါသေးတယ်။ရက်တွေတရက်ပြီးတရက်ကုန်ဆုံးသွားပြီးနောက်ကလေးငယ်ကိုအိတ်တောင်ဖားထဲကိုပြောင်းရွှေ့ပေးခဲ့ပါတယ်ပြီးတော့ဝန်ထမ်းတွေကသူတို့ကိုနှစ်ချက်တွေယူလာပေးပါတယ်သူတို့ဟာသူတို့ကလေးရဲ့နှလုံးခုန်တန်ကိုပထမဆုံးအကြိမ်ကြားခဲ့ရပါတယ်ဒီခိုက်တန်ကသူတို့ကိုစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်စေခဲ့ပါတယ်ပြီးတော့သူတို့ဟာလက်မအရွယ်ရှိတဲ့ကလေးငယ်ကိုမြင်တွေ့ခဲ့ရပြီးဇနီးမောင်နှံဟာမျှော်လင့်ချက်တွေပြေဝသွားခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါသူတို့ဟာကလေးခန်းကိုအသေးအတန်ပြင်ဆင်ပါတော့တဲ့အချိန်ကမြန်မြန်ကုန်သွားပြီးမကြခင်မှာပဲအိတ်တောင်ကိုအိမ်ပြန်ယူလာနိုင်ခဲ့ပါတယ်အစပိုင်းမှာသူတို့ကအိတ်တောင်ကိုကင်တွယ်တဲ့အခါအရန်ကိုတတိထားခဲ့ကြပါတယ်ဒါကြောင့်အိတ်ခမ်းထဲမှာထားခဲ့ပါတယ်ဒါပေမဲ့ညရောက်တဲ့အခါအိတ်နေရင်းနဲ့အိတ်ခမ်းထဲမှာအိတ်တောင်ကိုထားတာအဆင်မပြေဘူးလို့ခံစားရပါတယ်ဒါကြောင့်ဂျက်ကအိတ်တောင်ကိုအိတ်ခမ်းကိုရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်လမ်းမှာဂျက်ကချော်လဲမလို့ဖြစ်သွားပေမဲ့ကန်ကောင်းစွာနဲ့ပြန်ပြီးထိန်းနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူတို့ပြန်အိတ်ဖို့ပြင်ဆင်ကြပါတယ်ရုတ်တရက်အပြင်ဘက်မှာအချက်ပေးတန်ထွက်ပေါ်လာပါတယ်ဇနီးမောင်နှံကထိတ်လန့်တကြားနဲ့အပြင်ထွက်စစ်ဆေးကြည့်တဲ့အခါသူတို့အာဟာရကြီး nutrient solution ကိုပြန်မဖြစ်ပဲမိနေခဲ့တာကိုတွေးလိုက်ရပါတယ်အစပိုင်းမှာဂျက်ကအရန်ထိတ်လန့်ခဲ့ပေမဲ့ရက်တွေကြာလာတဲ့အခါအထဲမှာရှိတဲ့ကလေးငယ်ကတဖြည်းဖြည်းကြီးထွားလာတာကိုကြည့်ရင်ဂျက်ကစိတ်သက်သာရခဲ့ပါတယ်မကြခင်မှာပဲအိမ်မှာထားရမယ့်တမတ်ကာလကုံဆုံးသွားပြီးကလေးငယ်မွေးဖွားတော့မှာပါသူတို့ဟာအိတ်တောင်ကိုပြန်လဲလှည့်ပေးရပြီးကလေးမွေးဖွားဖို့စောင့်ရမှာပါအိမ်ပြန်ရောက်တဲ့အခါမှာတော့တခုခုလက်ဟာနေတယ်လို့ခံစားရပါတယ်မကြခင်မှာပဲဇနီးမောင်နှံဟာဆရာဝန်နဲ့ထပ်တွေ့ကြပါတယ်ဒါပေမဲ့ဆရာဝန်ကကလေးကိုချက်ချင်းမွေးဖွားအောင်လှုပ်ဆော်တော့မယ်လို့ပြောလိုက်ပါတယ်မွေးဖွားဖို့အချိန်မကျသေးတဲ့အတွက်ဇနီးမောင်နှံဟာနည်းနည်းရှုပ်ထွေးသွားခဲ့ပါတယ်။အဲ့ဒီအခါမှာဆရာဝန်ကအိတ်တောင်ရဲ့လိုအပ်ချက်ကအရန်များနေတဲ့အတွက်ကလေးတွေအားလုံးကိုစောပြီးမွေးဖွားရမယ်လို့ရှင်းပြခဲ့ပါတယ်။ပြီးတော့ဆရာဝန်ကအရင်ကစာချုပ်ကိုထုတ်ပြပြီးအဲ့ဒီမှာရှင်းရှင်းလင်းလင်းရေးထားပါတယ်။ကလေးမွေးပြီးတဲ့နောက်ပုံမှန်စစ်ဆေးမှုတွေအတွက်ကလေးကိုပြန်ခေါ်လာရမယ်လို့ဆိုပါတယ်။သူတို့ကတုံ့လောက်သွားခဲ့ပါတယ်။ဒါဟာသူတို့ရဲ့ကလေးဆိုတာရှင်းနေတာပါဂျက်ဟာချက်ချင်းပဲမလိုလားခဲ့ပါဘူး။ဒါကြောင့်ဆရာဝန်တတိမထားမိတဲ့အခွင့်အရေးကိုယူပြီးအိတ်တောင်ကိုခိုးယူခဲ့ပါတယ်။ကလေးငယ်ကိုထပ်မံအသိမ်းမခံရအောင်လို့ဇနီးမောင်နှံဟာလှေစီးပြီးအဲ့ဒီနေရာကနေထွက်ခွာခဲ့ပါတယ်။အရန်ဝေးလံတဲ့နေရာကိုဦးတည်သွားခဲ့ပါတယ်။သူတို့ဟာကလေးမွေးဖွားခြင်းကိုအဲ့ဒီမှာကြိုဆိုဖို့စီစဉ်ခဲ့ပါတယ်။အဲ့ဒီမှာနီးပညာမြင့်မားတဲ့ပစ္စည်းတွေမရှိဘဲတဘာဝအတိုင်းနေထိုင်မှုပုံစံကိုရှာဖွေခဲ့ကြပါတယ်။သို့ပေမဲ့တနေ့မှရုတ်တရက်အိတ်တောင်ကအဆက်အသွယ်ပြတ်တောက်သွားတာကိုသူတို့တွေ့လိုက်ရပါတယ်။ဒါဟာဆေးရုံကလောက်တာပဲဖြစ်ရမယ်ဆိုတာကိုဇနီးမောင်နှံသဘောပေါက်ခဲ့ပါတယ်။အိတ်တောင်ဟာနောက်ထပ်2လလောက်အသက်ရှင်နိုင်ပါတယ်။ဒါဟာကလေးမွေးဖွားဖို့အတွက်လုံလောက်တဲ့အချိန်မှာအချိန်နည်းငယ်စောင့်ဆိုင်ပြီးတဲ့နောက်ကလေးငယ်ဟာနောက်ဆုံးမှာမွေးဖွားလာခဲ့ပါတယ်။သို့ပေမဲ့အိတ်တောင်ကတောက်ခတ်ထားပြီးဖွင့်လို့မရဖြစ်နေပါတယ်။ဇနီးမောင်နှံဟာချက်ချင်းထိတ်လန့်သွားခဲ့ပါတယ်။ဂျက်ဟာဝက်ဦးလဲနဲ့တူကိုအမြန်ထုတ်ပြီးထိပ်ပိုင်းကိုတိုက်ရိုက်ဖယ်ရှားပစ်လိုက်ပါတယ်။ဒီလိုနဲ့ကလေးငယ်ဟာနောက်ဆုံးမှာအောင်မြင်စွာမွေးဖွားလာခဲ့ပါတယ်။ပြီးတော့သူတို့ဟာအိတ်တောင်ကိုပြန်အပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတယ်။